ကိုမရဘူးသေးတဲ့အောင်မြင်မှုမျိုးကိုလူတိုင်းစူးစမ်းနေကြတဲ့အချိန်မှာအစိုးမရောက်ဖို့အရန်ကိုအရေးကြီးပါတယ်။ဒါကဘာကိုပြောပြချင်တာလဲဆိုလို့ရှိရင်ဇင်မာမနေ့ကဥပမာလေးတစ်ခုနဲ့ပြောပြချင်တယ်။ဒါကလူတိုင်းလဲတွေးနေနိုင်တယ်ပေါ့နော်။ဒါကြောင့်ဇင်မာက share ပေးခြင်းဖြစ်ပါတယ်။ဒီနေ့ကဇင်မာတို့မြောက်ကလာကအဲကွန်းနေထားတဲ့ဂိုတောင်လုံးချင်းအိမ်ငှားထားတယ်ပေါ့နော်။အဲကိုဇင်မာတို့ရောက်သွားတဲ့အချိန်မှာစငှားချင်းအချိန်မှာတော့ဒီလုံးချင်းအိမ်ဆိုတာလူတိုင်းရဲ့အိမ်မက်ပဲပေါ့။အရန်လိုချင်တယ်အရန်နေချင်တယ်မြေပိုလေးလည်းပါမြေနဲ့လည်းနေရတယ်လုံးချင်းပေါ့နော်။နှစ်ထပ်ဒီလိုမျိုးကျယ်ကြီးပဲဒီလိုမျိုးနေရတယ်စိတ်ကူးထဲမှာတော့လူတိုင်းအဲ့လိုထင်တယ်တကယ်လက်တွေမှာအဲ့လိုမဟုတ်ဘူးလုံးချင်းအိမ်နေချမ်းတဲ့ဝန်းတဲ့တွေကတန်ရှင်းရေးအရန်လောက်ရပါတယ်ဒီလိုမျိုးတိုက်ခန်းနေကွန်ဒိုတွေလိုမျိုးမဟုတ်ဘူးတန်ရှင်းရေးအများကြီးလောက်ရတယ်တကယ်လို့ကိုကအချိန်လည်းမရှိဘူးလူပိုလည်းမရှိဘူးတန်ရှင်းလည်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါကိုရွေးချယ်ဖို့မသင့်ဘူးဇင်မအနေနဲ့ business နဲ့ပေါင်းဆက်ပြီး sharing ပေးရမယ်ဆိုလို့ရှိရင်ကိုမရဘူးတဲ့ရလက်ကိုလိုချင်တဲ့အောင်မြင်မှုမျိုးကိုတခြားသူကရနေတဲ့အချိန်မှာကိုကသူ့လိုပဲစူးစမ်းလို့ရတယ်အားကြလို့ရတယ်ဒီမှာအစိုးမရောက်ဖို့အရန်ရေးကြည့်တယ်အောင်မြင်မှုတိုင်းမှာလည်းသူ့အခက်ခဲနဲ့သူ့အကန့်နဲ့သူတို့ချမပြတဲ့အရာတွေရှိတယ်ဆိုတာကိုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေကိုသိစေချင်တယ်ဒါကတော့ဇင်မာတို့လိုမျိုးမျိုးထဲမှာတိုက်ခန်းနဲ့နေပြီးတော့လုံးချင်းအိမ်နဲ့နေရတာကိုအိမ်မက်တစ်ခုဖြစ်နေတဲ့သူတွေအတွက်ဒီလိုမျိုးအားနည်းချက်တွေလည်းရှိတယ်ဆိုတာကိုပြောပြပေးခြင်းတဲ့အတွက်ဒါလေးကို sharing ပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် share ပေးသွားဖို့မမေ့ပါနဲ့